ကောင်းတာလုပ်ရတဲ့နဲ့မကောင်းတာတွေဖြစ်နေတာလည်းရှိတယ်မကောင်းတာတွေလုပ်ပြီးကောင်းတာတွေရနေတဲ့လူလည်းရှိတယ်ဘဝရဲ့အတွေ့အကြုံအစင်မပြေမှုတွေဆိုတာလောကကြီးမှာရှိတယ်လို့အရာရာဟာကံနဲ့တင်သက်ဆိုင်တာမဟုတ်ဘဲနဲ့ဘဝဝင်ခြင်းအခြေအနေရရနဲ့လည်းသက်ဆိုင်တယ်လို့ပြောမှာကောင်းတဲ့ကံမကောင်းတဲ့ကံလို့ကံတရားကိုရွတ်စွနေခြင်းဟာနေရာတိုင်းမှာတော့မမှန်ဘူးပေါ့မမှန်တတ်ဘူးအဲ့ဒါလို့ကံတရားကိုရွတ်စွနေခြင်းကြောင့်ကံတရားပေါ်မှာကောင်းတာလုပ်ရတဲ့နဲ့ကောင်းတာမဖြစ်ဘူးမကောင်းတာတွေဖြစ်ရင်ကံတရားပေါ်မှာယုံကြည်မှုလျော့ပါသွားတယ်မကောင်းတာတွေလုပ်ပြီးကောင်းတာတွေတွေ့ပြီးတော့လည်းပဲကံတရားပေါ်မှာယုံကြည်မှုတွေလျော့ပါသွားကံဆိုတာအကြောင်းတစ်ခုအနေနဲ့သာမြတ်စွာဘုရားဟောတာဖြစ်တယ်ဘဝဆိုတာကိုကံကဖန်တီးတယ်ဆိုတာမှန်တယ်ဘုရားရဲ့ဟောပြောချက်အရဘဝတစ်ခုရလာတာဟာအခြေခံအကြောင်းတရားကတော့ကံပဲဖြစ်တယ်သို့တော့ကံတစ်ခုတည်းလားလို့ဆိုတော့မဟုတ်ဘူးကံနဲ့တွဲဖက်ပြီးတော့ကိလေသာတွေကဘဝတစ်ခုကိုဥဆောင်ဖန်တီးသွားတာပဲဖြစ်တယ်ပေါ့ကိလေသာတွေရဲ့ဥဆောင်မှုဘဝတစ်ခုရလာဖို့ကိုကြည့်ရမယ်ဆိုလို့ရှိရင်လူတယောက်ဟာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်အဲ့ဒါတို့ကောင်းမကောင်းဆိုတာတွေဟာအခြေအနေရလူတွေဟာမိမိတို့စိတ်ထဲမှာဖြစ်ပေါ်တဲ့အနေအထားတစ်ခုပေါ်မှာမူတည်ပြီးတော့ကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်အဲ့လိုလုပ်တဲ့အခါမှာကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာကောင်းတာတွေလည်းစုမိဆောင်မိဖြစ်သွားတယ်မကောင်းတာတွေဆိုတာလည်းပဲစုမိဆောင်မိဖြစ်သွားတယ်အဲ့ဒီနေရာမှာဘဝတစ်ခုကိုဖန်တီးတော့မယ်ဆိုရင်ကံကြီးတက်တက်ဆိုရင်ကတ္တရားကကောင်းတာတွေလုံးလို့ရှိရင်ကောင်းတဲ့ကံအလှည့်ကျုံတဲ့အခါမှာကောင်းတာကိုဖန်တီးလိုက်တယ်မကောင်းတဲ့ကံရဲ့အလှည့်ကျုံတဲ့အခါမှာမကောင်းတဲ့ကံကိုဖန်တီးလိုက်တယ်ဘဝမှာဘယ်ကံကအလှည့်ကျုံမယ်ဆိုတာမသိနိုင်ဘူးဘာနဲ့ဥပမာတူတော့ဆိုရင်ကဏ္ဍမျိုးစုံရေးထားတဲ့ဘောလုံးကလေးတွေကိုစက်ဝိုင်းထဲမှာထည့်ပြီးတော့လှဲတဲ့အခါမှာထီဖွင့်တဲ့အခါမှာကြည့်ပေါ့ဘောလုံးတွေကဏ္ဍမျိုးစုံရေးထားပြီးတော့လှဲလိုက်တဲ့အခါမှာဘယ်အလုံးထွက်လာမယ်ဘယ်ကဏ္ဍထွက်လာမယ်ဆိုတာကြွတင်ပြောနိုင်လို့မရဘူးပေါ့အခွင့်သာတဲ့အလုံးကထွက်လာတာပဲအဲ့ဒီထွက်လာတဲ့အလုံးမှာပါတဲ့ကဏ္ဍကိုကောက်ချိတ်လိုက်ပြီးနောက်တစ်လုံးထပ်လဲနောက်တစ်လုံးထပ်လဲပြီးအဲ့ဒီကဏ္ဍနေနဲ့သွားပြီးတော့တိုက်ဆိုင်တဲ့အခါထိပေါက်တယ်လို့ပြောကြတယ်အဲ့ဒါလိုပဲလူတွေမှာကဏ္ဍမျိုးစုံရှိတယ်လို့ပဲကောင်းတာတွေလည်းလုပ်တယ်မကောင်းတာတွေလည်းလုပ်တယ်လုပ်တဲ့အခါမှာတေဂဏိခါရောက်လာပြီဆိုလို့ရှိရင်ကောင်းတဲ့ကံကအလှည့်ကျသလားမကောင်းတဲ့ကံကအလှည့်ကျမှာလားလို့ဆိုတာကျွတ်တင်သတ်မှတ်ဖို့ရအမှန်တမ်းခဲတယ်မသေးကြတဲ့လောကကြီးဘဝအခြေအနေဟာသေချာခြင်းရေရာခြင်းမရှိဘူးလို့ဆိုလို့မသေးကြရုံနဲ့မဟုတ်ဘူးအစင်မပြေမှုတွေကလည်းဖြစ်တတ်တယ်အစင်မပြေမှုတွေနဲ့လည်းကြုံတတ်တယ်ဘဝရဲ့အနေအထားကိုအဲ့လိုဖြစ်တယ်ဟုတ်ပြီကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေကံတရားကတော့သူကဘဝတစ်ခုကိုထုတ်လုပ်ဖို့ရအစဉ်သင်းဖြစ်နေပြီအဲ့ဒါလို့အစဉ်သင်းဖြစ်နေတဲ့အခါမှာသူ့ရဲ့လမ်းကြောင်းပေးတာကတော့ဘယ်သူကလမ်းကြောင်းပေးတော့ဆိုလို့ရှိရင်အဝိဇ္ဇာနဲ့တဏှာလို့ဆိုတဲ့ဒီနှစ်ခုကလမ်းကြောင်းပေးလိုက်တာကံတရားကဘဝတစ်ခုကိုထုတ်လုပ်ဖို့ရအတွက်ဝိုင်းဝန်းကူညီပေးတာကတော့အဝိဇ္ဇာနဲ့တဏှာတေဂဏိမှာမြင်ရတဲ့အာယုန်တစ်ခုပေါ်အမှန်မသိအောင်အမှန်တရားကိုဖုံးကွယ်ပေးလိုက်တာကအဝိဇ္ဇာဖုံးကွယ်ပေးလိုက်တဲ့အခါမှာအဲ့ဒီဖုံးကွယ်ပေးလိုက်တဲ့အမှန်ကိုမမြင်ရလို့အကောင်းထင်မိသွားပြီးတွေ့တာကတဏှာအဝိဇ္ဇာကြောင့်အမှန်မသိလိုက်ဘူးတ
တဏှာကြောင့်တွေ့မိတွေ့ရတွေ့လိုက်တယ်ကောင်းတယ်လို့ထင်လိုက်တယ်ဥပမာမယ်ငရဲကြမဲ့လူတယောက်ကိုဒီကနေ့အချိန်မှာမိတော့ကြီးတွေကိုမြင်နေတယ်မိတော့ကြီးတွေကိုသူ့ရဲ့စိတ်ထဲမှာရွှေတောင်ကြီးကိုနေအောင်ဟတ်နေတယ်လို့ထင်ရွှေတောင်ကြီးတော့တွေ့ပြီလို့စိတ်ထဲမှာအောက်မိတယ်တကယ်ကတော့မိတော့ကြီးကိုမြင်တာရွှေတောင်ကြီးတွေ့ပြီလို့ဆိုတဲ့အခါမှာလူတွေရဲ့စိတ်သဘာဝအရာရွှေဆိုတော့လိုချင်တာပေါ့လိုချင်တဲ့စိတ်ကဝင်လာတယ်အဲ့ဒီအချိန်မှာကံကနေတွန်းချလိုက်တဲ့အခါမှာရွှေတောင်ဆိုတဲ့သူထင်တဲ့စီရောက်သွားတော့တကယ်တွေ့လိုက်တဲ့အခါကျတော့မိတော့ကြီးဖြစ်နေမိတော့ကြီးဖြစ်ပြီမိလောင်ခံရပြီပေါ့အဲ့ကြတော့နောက်ဆုံးလို့မရတော့ဘူးမိတော့ကြီးဖြစ်ပြီရွှေတောင်လို့ထင်ပြီးတော့လိုချင်စိတ်လေးဖြစ်လိုက်တဲ့အချိန်လေးမှာကံကနေတွန်းပေါ်လိုက်တယ်အဲ့တော့ငရဲမီးတဲ့ငရဲမီးငရဲတဲ့ကြပြီငရဲမီးလောင်ကျွမ်းမှုကိုခံနေရတယ်ပေါ့ဒီလိုဆိုလို့တယ်ပေါ့နော်အဝိဇ္ဇာကအမှန်တရားကိုဖုံးလွှမ်းနေဆိုတာမိထောက်နဲ့ရွှေရောင်ကစင်စင်တူတာကိုတူတော့သူကမိထောက်ဆိုတဲ့သဘာဝကိုရွှေရောင်နဲ့အလဲလှဲလှုပ်ပေးလိုက်တယ်လို့ဖြစ်သွားအဲ့ဒီမှာလိုချင်တဲ့ကဖြစ်သွားဘဝတစ်ခုပို့တယ်ဆိုတာအဲ့ဒီပုံစံနဲ့ပို့တာအဝိဇ္ဇာရဲ့လှည့်စားမှုတဏှာရဲ့တွေ့တာမှုတွေအပေါ်မှာကံတရားကတွန်းပို့လိုက်တာအဲ့ဒါကိုအဘိဓမ္မထသင်္ဃဟကျမ်းမှာဒီအဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေဘဝတစ်ခုကုရနဲ့ပတ်သက်ပြီးရေးထားတာအဝိဇ္ဇာပရိခိတ်တေနတဏှာနုတယမူလကေနသင်္ခအဝိဇ္ဇာပရိခိတ်တေဟိဝိတ္တယအဝိဇ္ဇာနုတယပရိခိတ်တေဟိတဏှာနုတယမူလကေဟိသင်္ခါရေဟိစနိယမနံဆိုဘဝကုပုံလေးကိုပြောထားတာရှင်းရှင်းလေးပဲတခြားကျမ်းနေမှာလည်းပဲအဲ့လိုပြောတာနော်အဝိဇ္ဇာကအမှန်မမြင်အောင်ဖုံးပေးတယ်တဏှာကအမှန်မမြင်သည့်အတွက်ကြောင့်အကောင်းထင်သွားတယ်အဲ့ဒီအချိန်မှာကံကနေပြီးတွန်းပို့လိုက်တာရောက်သွားရောဘဝတစ်ခုတည်းလို့ဆိုလို့ကောင်းတဲ့ဘုံဘဝကြတော့လည်းပဲဒီကောင်းတာတွေလွှမ်းမိုးလာတဲ့အခါကြတော့လည်းပဲဒီဘဝဆိုတာဘယ်ဘဝမှမကောင်းဘူးအကောင်းထင်တာကိုကလည်းပဲအဆိုးလိုပဲပြောမှာဒါကတော့မကောင်းတာကိုအကောင်းထင်နတ်ပြည်ရောက်မဲ့ပုဂ္ဂိုလ်ကြတော့နန်းနန်းပုံမိမ့်မှကြီးတွေမျက်စိထဲမှာသေအပ်မှုအချိန်မှာတွေ့မြင်လာတယ်အဲ့ဒီတွေ့မြင်လာတဲ့အချိန်မှာတဏှာကြောင့်စိတ်ကအဲ့ဒီဘက်ကိုညွတ်သွားတယ်ညွတ်သွားလိုက်တဲ့အချိန်လေးမှာကံကနေတွန်းပို့လိုက်တော့ပုံမိမ့်မှကြီးတွေရောက်သွားတယ်ဒါကတော့အကောင်းလို့ပြောကုသိုလ်ကံရဲ့လွှမ်းမိုးမှုဟာဒီလိုကောင်းတဲ့ဘက်ကိုပို့ပေးလိုက်သို့တော့အကောင်းလို့ပို့လိုက်ပေမဲ့လို့မင်းနောက်ထပ်အဲ့ဒီကောင်းမေ့ဆိုတဲ့ဘုံရောက်ပြီးတော့ကောင်းတာတွေကိုမစွန့်နိုင်မခွာရက်ဖြစ်ပြီးနောက်တစ်ခါသေအောင်တော့လို့ဆိုတဲ့သဘောမျိုးနဲ့ပို့လိုက်တဲ့သဘောပဲဖြစ်တယ်သေရအောင်မှတော့သေကြတယ်နတ်တွေကြတော့ကောင်းတာတွေနဲ့ရွေတွေ့တဲ့အခါကျတော့မခွဲခြင်းမခွာခြင်းနဲ့မခွဲခြင်းမဲနဲ့ခွဲရတယ်ဆိုတယ်ပိယေဟိဝိပယောကောဒုက္ခကိုအလူလဲခံစားရတယ်နတ်ပြည်ကြတော့ဘာကြောင့်လို့ဆိုရင်ချမ်းသာဒုက္ခအလွန်ကြီးမားတာလွန်ကြီးမားတာအလွန်ကြီးမားတဲ့ချမ်းသာဒုက္ခကိုခံစားနေရတာခံစားလို့မှအာမရခင်ခွဲခြားလိုက်တာအဲ့ဒါပိယေဟိဝိပယောကောဒုက္ခဖြစ်တယ်နော်ခုနကမကောင်းတဲ့စီပို့တဲ့အခါကျတော့မကောင်းမှန်းသိအောင်တော့အပိယေဟိတံပြောကောဒုက္ခမကြိုက်တာတွေနဲ့တွန်းပို့ခံရဒီသဘောတွေဟာကံနဲ့ကိလေသာပေါင်းစပ်ပြီးတော့ဘဝတစ်ခုဖန်တီးနေတယ်ဆိုတာမြတ်ဗုဒ္ဓရဲ့အဆုံးအမမှာအဲ့ဒါလိုသဘောပေါက်အဲ့ဒါဘယ်သူနဲ့ပတ်သက်လဲလို့ဆိုရင်ဘယ်သူမပြုတ်မိမိမှုကိုယ့်ရဲ့အလေးအကျင့်တိုင်းဒီအာယုန်နေ
ဒီထင်ဟပ်မှုတွေစိတ်ညွတ်မှုတွေကကိုယ့်ရဲ့အလေးချင်းနဲ့သက်ဆိုင်ကိုယ့်ရဲ့အလေးချင်းမှုတွေနဲ့သက်ဆိုင်အဲ့ဒါတွေနဲ့စိတ်ညွတ်ရာဖြစ်သွားတတ်တယ်ပေါ့ပုရုဇဉ်ဆိုတာအမှန်တမ်းမသေးချာမရေရဘူးလို့ပြောတယ်ပုရုဇဉ်ဘဝဆိုတာမသေးချာမရေရတဲ့အနေအထားမျိုးဒါကြောင့်မို့ဝိနိပါဒဓမ္မောတဲ့စာပေကျမ်းကမှသုံးတဲ့စကားလုံးဝိနိပါဒဆိုတာဝိနိပါဒဝိဆိုတာကိုယ်ဆန္ဒဘာတစ်ခုမှမပါပဲနဲ့ကိုဖြစ်ချင်တာမဟုတ်ဘဲနဲ့နိဗ္ဗာန်ဖြစ်ချင်ရာဖြစ်သွားတဲ့အနေအထားမျိုးအခြေအနေဇိုးတစ်ခုဖော်ထုတ်တာဝိနိပါဒသောတပန်ဖြစ်သွားရင်တော့အဝိနိပါဒဓမ္မောအဲ့ဒါမျိုးမဟုတ်တော့ဘူးတဲ့ခြေနေဇိုးတစ်ခုရှောင်လွဲသွားနိုင်ပြီဝိနိပါဒဓမ္မဘေးကြီးမရှိတော့ဘူးလေဒီဆရာတော်ကြီးတို့ရေးတဲ့ဒီပဏိထဲမှာပုထုဇဉ်တွေရဲ့အပြစ်ကိုရေးတဲ့အခါမှာဝိနိပါဒဘေးဆိုတာအဲ့ဒါပြောတာဘဝမှာကိုဖြစ်ချင်ရဖြစ်သွားဥပမာမဲ့ကောသလမင်းကြီးရဲ့မန္လိကမိဖုရားဆိုတာအဲ့ဒါလိမ္မာရေးချရှိတယ်သူကပန်းဥယျာဉ်မှာအလုပ်လုပ်ကြတယ်ပန်းမင်းစိုက်ပျိုးတဲ့ပန်းမင်းစိုက်ပျိုးပြီးစီးပွားရှာတဲ့မိသားစုကမွေးလာတဲ့မျိုးသမီးတူပဲရုပ်ဆင်းကလည်းခက်ချမ်းချမ်းနော်သို့တော့သူ့မှာဘာတော်တုံးဆိုတွက်လက်ချက်ချအကင်းပါတယ်တွက်လက်ချက်ချတယ်ရုပ်ကတော့မလှဘူးလို့ဆိုပါတော့ရုပ်မလှဘူးလောက်ကင်စားတော့ရတာလည်းပဲပန်းဝီမှာပတ်မင်းဆိုင်ပြိုးပြီးတော့ပတ်မွေရောင်းတဲ့အလုပ်ကိုလုပ်တယ်သူ့ရဲ့အရေးချင်းကတော့တွက်လက်ချက်ချကောသရမင်းကြီးကအဇာတတမင်းနဲ့စစ်ဖြစ်လို့စစ်တိုက်ရာကနေဖျို့ဖျဲနဲ့မြင်းစီပြီးထွက်ပြေးလာခဲ့ရတဲ့အခါမျိုးရှိတယ်အဲ့ဒီအခါမျိုးမှာစစ်တပ်နဲ့ကွဲပြီးသူတယောက်တည်းထွက်ပြေးလာတာလွတ်ပြေးလာတဲ့အချိန်မှာမထင်မှပဲသူတို့ပန်းဥယျာဉ်နဲ့ရောက်လာသူတို့ပန်းဆိုင်ဖြိုးတဲ့ဥယျာဉ်ခြံနဲ့ရောက်လာမဏိကမိဖုရားကဘယင်မှန်းသိလိုက်တယ်သို့တော့သူဟာဘယင်ကြီးလာတယ်ဆိုတော့သူဝတရားရလုပ်မယ်လို့ဆိုပြီးမြင်းကိုရှေ့ကနေဖမ်းဆွဲပြီးတော့ဘယင်ကြီးကိုအကူကြီးတွေပေးတယ်တောင်ရည်တွေကန်းတယ်နေရာထိုင်ခင်းတွေပေးတယ်အမောပြေဖို့ရတယ်လုပ်ပေးဝေယဝဆလုပ်ပေးတယ်ဆိုတော့အဲ့ဒီသွက်လက်ချက်ချတဲ့ဝတရားခြေပြုံနဲ့ပြုံးပြုံးရွှင်ရွှင်နဲ့လှုပ်တတ်တယ်ကြောက်ရွံ့တဲ့သဘောမရှိပဲနဲ့အဲ့လိုလှုပ်တာကိုဘုရင်ကြီးကသဘောကျပြီးနန်းတော်ခေါ်သွားတာမန္လိကာဟာဆင်းရဲသူမှသာသမီးပဲဘုရင်ကြီးနဲ့လည်းလွန်ရဲနေတယ်တိခဏနဲ့ဘုရင်ကြီးအမားတွေကိုလည်းရှောက်ရဲတယ်သူကပြောရဲတယ်ကြောက်ကရဲ့အိမ်မက်16မျိုးမက်တုံးကကောသရမင်းကြီးဟာပုံသားတွေရေရခြေဖို့ပြောတဲ့နီလန်းနေနဲ့တကယ်လုံးတော့မလို့ကိုယ့်ရဲ့အသက်အန္တရာယ်ဖြစ်ပြီးဆိုကြောက်တော့ပေါ့ကြောက်တော့ရေရခြေမယ်တရားတွေကိုတတ်ပြီးရစ်ပူစောပြီးရေရခြေဖို့လုပ်တယ်အဲ့ဒီခေတ်ကအယူသီးမှုတွေပေါ့အဲ့ဒီမှာမန္လိကာကကဲတင်လိုက်တာပဲဖြစ်တယ်ရသော်ဘုရားကိုမေးပါဘုရားနဲ့ဒီလောက်ရင်းနှီးနေတာဘာဖြစ်လို့ပုံသားတွေမေးတယ်လဲဘုရင်ကြီးကိုမရရဘုရားစီပို့ရသော်ဘုရားနဲ့တွေ့တဲ့အခါမေးတော့ရသော်ဘုရားဒီအိမ်မက်တွေဟာတဲ့ပုဗ္ဗနမိတ်အနေနဲ့မက်ပေမယ်လို့သင်မင်းကြီးရဲ့လက်ထက်မှာမဖြစ်ဘူးနောက်ဖြစ်လာနိုင်တဲ့အနေအထားတွေကိုကျွတ်တင်မဲ့ချင်းသာဖြစ်တယ်ဆိုတာကိုတစ်ခုချင်းတစ်ခုချင်းရှင်းပြလိုက်တော့သူရေရခြေတဲ့လုပ်ငန်းကြီးကိုစွန့်လွတ်လိုက်တယ်တရားတွေများစွာတပ်ပြီးရေရခြေမဲ့အလုပ်ကိုစွန့်လွတ်လိုက် sacrifice လို့ခေါ်တယ်တာတတ်ရဲစွာခဏိထိကြမ်းနေသေးတယ်အဲ့ဒါတားကောင်တွေတပ်ပြီးရစ်ပူစော်တယ်ဆိုဖြစ်တယ်အဲ့ဒါတွေနဲ့လုံးနေပူစော်တယ်ဆိုတဲ့အလုပ်ကိုလုပ်ကြအဲ့ဒါလို့
ပြီးတော့ကောသလမင်းကြီးဟာပြည်သူပြည်သားတွေနဲ့ပြိုင်ပြီးတော့အလှကြီးပေးတဲ့အခါမှာဘုရင်ကြီးအနိုင်ရအောင်အကြံကောင်းဉာဏ်ကောင်းတွေကိုပေးတာမဏိကမေဘုရားပဲဖြစ်တယ်ပေါ့အသရိတအလှကြီးကိုပြည်သူတွေတုံ့ပြန်ပြီးတော့မရှင်နိုင်လောက်အောင်ဘုရင်မှာရှိတဲ့စင်နေမြင်းနေစင်နေနဲ့ဘုရင်တွေသာသုံးနိုင်တဲ့ပစ္စည်းတွေကိုသုံးပြုပြီးတော့အလှပွဲကြီးကိုကျင်းပလိုက်တာပြည်သူတွေဟာရှုံးပေးသွားတယ်ဒါလည်းစီစဉ်တာဘယ်သူတော့ဆိုရင်မဏိကမေဘုရားအဲ့ဒါလို့လိမ္မာပတ်တ်တဲ့မေဘုရားကြီးဟာအမှားတစ်ခုသူကျွလွင့်မှုပြီးတော့ဘုရင်ကြီးကိုလှည့်စားခဲ့တယ်အဲ့ဒါအတွက်သူကယူကြုံမရစိတ်မကောင်းဖြစ်ပြီးတည်သွားတဲ့အခါကျတော့အဲ့ဒါကြီးကစိတ်ကိုလွှမ်းမိုးနေတယ်အဲ့ဒီနှလုံးမသားရမှုလို့ဆိုတဲ့သူကသူအရှက်ရတဲ့အလုပ်ကိစ္စကြီးတစ်ခုကိုသူလုံးမိတာအကြောင်းမို့လို့နောင်တကြီးစွာရပြီးအဲ့ဒီစိတ်နဲ့ပဲတည်ဆုံးသွားတဲ့အခါမှာစိတ်နှလုံးကဒီမရှင်လန်းမဲ့နဲ့တည်သွားတဲ့အခါမှာအဝိဇ္ဇငရဲကျသွားသေးတယ်သို့တော့သူလုပ်တဲ့အကုသိုလ်ဟာပရိသေကျိုးပေးဖို့အခွင့်သာသွားပြီမဲ့လို့သူ့ရဲ့အရှိန်အဝါကသိပ်ပြီးတော့မကြီးဘူးကောင်းတာတွေလှုပ်ထားတဲ့အရှိန်အဝါတွေကအများကြီးဒါကြောင့်မို့ကုသိုလ်ကံတွေကနောက်ကျသွားသည့်အတွက်ကြောင့်အဲ့ဒီအကုသိုလ်ရဲ့လွှမ်းမိုးမှုကြောင့်သူဝိဇ္ဇငရဲကျသွားတယ်သို့တော့လူအသက်လူအကြီးအတွက်နဲ့တွက်လိုက်တပတ်ဖယ်ကြတယ်တပတ်လေးပြည့်ရောကံဆိုတာအရှိန်ကုန်သွားရင်သူ့လုပ်ငန်းပြီးသွားတာပဲလေသူအရှိန်ကုန်သွားတာနဲ့တပြိုင်နက်ကုသိုလ်ကံတွေကအခွင့်ရလာပြီအခွင့်ရလာပြီးဆွတ်တင်သွားတယ်တာဝရိန္ဒနတ်ပြည်ရောက်သွားတယ်သူဆိုတယ်နော်အဲ့တော့ဘဝတစ်ခုအခုလို့စုံကြီးဆန်းကြီးဖြစ်နေတာအစဉ်ပြေတာရှိသလိုအစဉ်မပြေတာတွေလည်းရှိတယ်ဘဝမှာဘယ်သူမှသာဝရအစဉ်ပြေနေတာလို့မရှိဘူးမြတ်စွာဘုရားတောင်မှအစဉ်မပြေတဲ့အခါရှိတယ်ဆွမ်းမစားရတဲ့အခါရှိတယ်မကောင်းတဲ့အစားအစာတွေနဲ့မြတ်တာနေရတဲ့အခါမျိုးရှိတယ်လူတို့ရဲ့ကြီးညိုလေးစားမှုကြိုးစုံမှုကိုခံရတဲ့အခါရှိသလိုကြုံတဲ့လူတွေရဲ့ဆဲရေးတိုင်းထွာမှုချင်းချောက်ခံရမှုဆိုတာတွေလည်းပဲကြုံရတာမြတ်စွာဘုရားကိုယ်တိုင်ကိုပဲအစင်မပြေမှုတွေနဲ့ဘဝမှာကြုံတွေ့ရအဲ့ဒီအစင်မပြေမှုတွေဟာဘဝကပေးတဲ့ဖန်တီးတဲ့ဒုက္ခတွေသာဖြစ်လို့ဘာနဲ့ဖြတ်ကျော်တော့ဆိုတိခဏချင်းခွင့်လွှတ်ခြင်းနဲ့ပဲဖြတ်ကျော်တခါတော့မြတ်စွာဘုရားမိန့်ကြားခဲ့တဲ့စကားလေးဟာဘုန်းကြီးတို့တွေမှတ်သားပြီးတော့လိုက်နာเสียကောင်းတာအဟနာကောဝသင်္ကမေစပတောပဋိတံတရအတိဝါကျံတိတိခိတံဒုတ်တိလောဟိဘောဇနောဆိုတဲ့စကားငါဟာစစ်ပွဲဝင်တဲ့စစ်မျက်နှာရှေ့တန်းမှာဒီရှေ့တန်းကထွက်ပြီးတော့တိုက်ရတဲ့ဆင်မြောင်ကြီးလိုပဲစစ်ပွဲမှာရှေ့တန်းကနေပြီးတော့ထွက်ရတဲ့ဆင်မြောင်ကြီးလိုပဲစပတောပဋိတံတရာဟောဒီကနေပြစ်လိုက်တဲ့မြားတံတွေလှမ်းနေမြားတွေအဝေးကပြစ်လိုက်တဲ့အရာတွေဟာဆင်ရဲ့ကိုယ်ပေါ်မှာလာကြတာတွေအများကြီးပဲနော်ဆင်ရဲ့ခန္ဓာကိုယ်ပေါ်မှာလာဆိုင်တယ်အဟနာကောဝသင်္ကမေစပတောပဋိတံတရံအဲ့ဒီလိုခန္ဓာကိုယ်ပေါ်ရောက်ရှိလာတဲ့စုဝင်လာတဲ့လေးတံမြားတံအဲ့ဓာတွေကိုသိခံတယ်အောင်ဤသိခံပြီးလောက်ရမယ်အလုပ်ကိုဆက်လုပ်တယ်နောက်မဆုတ်ဘူးအတိဝါကျံတိတိခိတံလူတွေရဲ့စော်ကားမော်ကားပြောဆိုတဲ့စကားတွေကိုငါသိခံတယ်သိခံမယ်ဘာကြောင့်လို့ဆိုရင်ဒုတ်တိလောဟိဘောဟုဇနောလောကလူအများစုကကိုချင်းတရားမကောင်းကြဘူးကိုချင်းတရားမကောင်းတဲ့လူတွေခြားထဲမှာတ
သိခံခြင်းမှတပါးတခြားလုပ်เสียမရှိဘူးမြတ်စွာဘုရားကလည်းအခုလောကလူတွေဟာပြောခြင်းအပြောဆိုခြင်းအဆိုသူတို့စိတ်ထဲအရာတွေလုံးကြတာဖြစ်သိခံခြင်းမှတပါးအခြားမရှိဘူးလို့အတိဝါကြံတိတိခိတ်တံဒုတ်တိနောဟိဘောဇနောဆေမြောင်ကြီးလိုပဲငါသိခံတယ်ဘာပဲပြောပြောသူတို့ပြောတဲ့နောက်မှာစိတ်ကလိုက်ပြီးတော့မရင်ရိုက်ဘူးလို့ဆိုလို့သိခံတယ်ဆိုတာဟာခေါင်းထဲမှာမှတ်မထားတာမှတ်မထားဘူးကိုလုံးရမယ့်အလုပ်ပဲလုပ်တယ်လောကလူတွေကကိုယ်အပြစ်ပြောခံလိုက်ရလို့ရှိရင်စိတ်ဓာတ်ကတစ်မျိုးပြောင်းသွားတယ်ချီးမွမ်းလိုက်ရင်စိတ်ကတစ်မျိုးကဲ့ရဲ့လိုက်ရင်စိတ်ကတစ်မျိုးဖြစ်သွားတယ်မြတ်စွာဘုရားကတော့ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းဆိုတာကိုအလင်းခေါင်းထဲမှာမထည့်ဘူးမရည်တွက်ဘူးလှုပ်တဲ့လှုပ်ထိုက်တဲ့လှုပ်ရမယ့်အလုပ်ကိုပဲဆက်လုပ်တယ်အဲ့ဒါသိခံခြင်းပဲသိခံခြင်းဆိုတာကိုယ်စိတ်မူလအခြေအနေကိုမပြတ်အောင်ထိန်းနိုင်တာစွန့်ရည်တတ္တိတစ်မျိုးကိုခေါ်တယ်ခန္တီဆိုတာစွန့်ရည်တတ္တိတစ်မျိုးပဲဘာစွန့်ရည်တတ္တိတုံးဆိုလို့ရှိရင်မြောက်ပြောလို့လေစိတ်တက်ကြွမသွားဘူး၆ပြောလို့လေကြောက်လန့်မသွားဘူးကဲ့ရဲ့လို့လေစိတ်မဆဲဘူးချီးမွမ်းလို့လေဝမ်းမသာဘူးစိတ်ဓာတ်တည်ငြိမ်ပြီးကိုလုံးမဲ့အလုပ်ကိုလုပ်သွားတာစိတ်ရဲ့အပြောင်းအလဲကိုမရှိအောင်ထိန်းနိုင်တာခန္တီလို့ခေါ်တယ်နော်စိတ်ပြောင်းလဲမသွားတဲ့သဘောကိုဆိုလို့တယ်ရသော်ဗျာကအတိဝါကြံတိတိခိတ်တံစော်ကားတဲ့စကားတွေကိုငါသိခံတယ်ငါစိတ်ထဲမှာဘာမှမဖြစ်ဘူးငါလှုပ်တဲ့နာလှုပ်မယ်ဒီသဘောပဲအဲ့လိုဘဝမှာအစင်မပြေမှုဆိုတာတွေကိုသိခံခြင်းနဲ့ကြော်ဖြတ်ခဲ့တယ်လူတွေဆိုတာဟာဘဝဘေးဆိုတာဘဝဆိုတာအခြေအနေအမျိုးမျိုးရှိတယ်ဒီပတ်ဝန်းကျင်ကောင်းတဲ့ကြုံတွေ့တဲ့ဘဝလည်းရှိတယ်ပတ်ဝန်းကျင်မကောင်းတဲ့ဘဝနဲ့လည်းမျိုးစုံကြုံရတယ်ဥပမာမဲ့ဘုန်းကြီးတို့ကိုယ့်ဘဝကိုကြည့်မယ်ဆိုရင်တောရွာတရွာကိုမွေးတယ်ဟုတ်ပြီတောရွာမှာမွေးတယ်အဲ့ဒီတောရွာမှာလူဖြစ်မလို့ကျမ်းကရှိသေးတယ်ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတဲ့အခါကျတော့ကမ္ဘာစစ်ဖြစ်ပြီဆိုတဲ့အုပ်ချုပ်ရေးရန်တွေကပျက်စီးလာပျက်စီးလာတော့မကောင်းတဲ့လူတွေကတောမီးလောင်တောချောင်လက်ကမောင်းခတ်တယ်ဆိုတာတောကြောင့်လူဟာတွေကအများကြီးပဲဒုက္ခပေးဖို့လူတွေဟာလူချင်းဒုက္ခပေးဖို့လူတွေကအများကြီးဖြစ်လာတယ်အဲ့တော့အိတ်ကောင်းခြင်းမအေးရဘူးငယ်ငယ်တွေကပုံအေးရတယ်နော်ကိုယ်အိမ်မောကိုအေးရတာမဟုတ်ဘူးယမယံခါနွားထားတဲ့ပင်မောစင်မောပုံအေးရတယ်ကောက်ရိုးထားတဲ့အပေါ်မှာပုံအေးရတယ်လေကားနဲ့ထောင်တက်ပြီးတော့အဲ့ဒီပေါ်မှာပုံအေးရတယ်တော့ကိုတယောက်တည်းတော့မဟုတ်ဘူးပေါ့မိဘတွေနဲ့ပေါ့ချောင်းဆိုးခြင်းလို့လည်းမဆိုရဘူးအတန်တိတ်ပြီးတော့လူကိုဖြောက်ပြီးတော့နေကြတာမထင်မှတ်တဲ့နေရာတွေမှာအဲ့ရခါမျိုးတွေရှိနောက်တစ်ခါကောင်းကင်ယံကလေရင်နေဘုံကျဲတယ်အဝေးကနေလှမ်းပစ်တဲ့အမြောက်ကြီးတွေဘာတွေလဲကြာလာတတိုင်းတိုင်းအဲ့ဒီထဲမှာမီးလောင်လို့ပါသွားတာတွေလည်းရှိတယ်မြို့ထဲရွာထဲမှာမနေရတဲ့အခါတောထဲထွက်ပြီးတော့လုံုံမဲ့ထင်တဲ့နေရာပုံရရတာတောထဲမှာမွေမကြောက်ဖားမကြောက်အဲ့ဒီမှာတောထဲမှာပုံအိပ်ရတဲ့အခါမျိုးတွေလည်းရှိခဲ့တယ်အဲ့ဒါတွေကိုကံလို့ဆိုပြီးတော့ပြောလို့လည်းမရဘူးဘဝတစ်ခုရလာပြီဆိုရင်စင်ပြေတဲ့အခါရှိတယ်အစင်မပြေတဲ့အခါရှိတယ်လို့ကိုဖြစ်တဲ့အချိန်ကာလဝိပတ္တိလို့ဆိုရင်ကုသကံရှိအောင်တော့အကျိုးမပေးနိုင်ဘူးနော်ဒါကြောင့်ဩဃတဆိုတဲ့ထဲမှာဝိပတ္တိတရား၄ပါးလို့ဆုတောင်းကြတမ္ပတ္တိနဲ့ပြည့်စုံပြီးဝိပတ္တိတရား၄ပါးဝိပတ္တိတရား၄ပါးဆိုတာပျက်စီးမှုအခြေအနေမကောင်းတဲ့အခြေအနေ၄ရပ်ကိုဆိုလို့တယ်ကာလဝိပတ္တိခေမကောင်းတာជីវွန်တိုးတက်ဖို့
ခင်မကောင်းဘူးစစ်ပြေးဒုက္ခဖြစ်နေရတယ်တခြားသဘာဝပေးရနေခံနေရတယ်အဲ့လိုအချိန်ခါမျိုးတွေဥပမာဒုတိယကမ္ဘာစစ်ဖြစ်တယ်ဆိုရင်ဒုတိယကမ္ဘာစစ်စစ်မီအတောက်ခံရတဲ့နေရာတွေဆိုလို့ရှိရင်ဘုံကျဲလို့ကိုနေရကိုမနေနိုင်ဘူးဘုံကျဲတဲ့ထဲသေးတယ်လူသေးထွက်ပြေးတယ်လူပြေးအဲ့ဒါလို့ကစင်ကလျာဖြစ်နေတဲ့အချိန်ဟာကာလဝိပတ္တိလို့ခေါ်တယ်ကာလဝိပတ္တိအချိန်မှာကုသကံမကဲနိုင်ဘူးကုသကံရှိလဲအကျိုးမပေးဘူးတဲ့ကာလဝိပတ္တိဖြစ်အဲ့ဒီအချိန်မှာအကုသိုလ်တွေကတောမိလောင်တော့တောကြောင့်လက်ကမောင်းခတ်ဆိုတဲ့အကုသိုလ်တွေကအကျိုးပေးလာတယ်အဲ့ကြမကောင်းတာတွေနဲ့ကြီးပဲတွေ့ရတယ်ချို့ကအဲ့လိုအချိန်ခေတ်ဆိုးကာလဆိုကြီးမှာအသက်ခံရတဲ့လူတွေရှိတယ်ဘဝဆုံးရှုံးသွားတဲ့လူတွေရှိတယ်အများကြီးပဲကာလဝိပတ္တိလို့ခေါ်တယ်နောက်တစ်ခုကတော့ဥပတိဝိပတ္တိရုပ်ဆင်းပြည့်ယွင်းနေတယ်မျက်စိကန်းနေတယ်သို့မဟုတ်ခြေထောက်ကျိုးနေတယ်ဘဝမှာမပြည့်မစုံတစ်ခုဖြစ်လာတယ်ဆိုရင်ဥပတိဝိပတ္တိလို့သူဟာဘယင်းသားဖြစ်ပေမဲ့လို့မျက်စိတစ်ဖက်ကန်းနေရင်မင်းမဖြစ်တော့ဒီလိုဆိုလိုတာပေါ့နော်လက်ကျိုးခြေကျိုးဖြစ်နေလေသူ့ကိုဘယ်သူမှမင်းမမြောက်တော့ဘူးအဲ့ဒါဥပတိဝိပတ္တိဘယင်းသားဖြစ်နေပေမဲ့လို့ကံတရားကဘယင်းဖြစ်အောင်လုပ်မပေးနိုင်တော့ကုသကံလုပ်မပေးနိုင်တော့ဥပတိဝိပတ္တိရုပ်ဆင်းအင်္ဂါရဲ့ချိုးယွင်းပျက်စီးမှုအဲ့လိုဆိုတယ်ဂတိဝိပတ္တိဆိုတာကြတော့မကောင်းတဲ့ဂတိကိုရောက်ဥပမာလောကမှာဖျားပွင့်နေတယ်ဖျားပွင့်နေတဲ့ချိန်မှာလူတယောက်ဟာဖျားနဲ့ဝေတရားတဲ့ဝေးတဲ့နေရာမှာရောက်နေတယ်အသိဉာဏ်ဘယ်လိုပဲရှိတရားသာမကြားရလို့သောတာပန်မဖြစ်နိုင်တဲ့လူတွေအများကြီးဖြစ်သွားတရားဓုမရတဲ့ပုဂ္ဂိုလ်တွေဖြစ်သွားဂတိဝိပတ္တိလို့ဆိုတဲ့တရိစ္ဆာန်ဘဝပြိတ္တာဘဝအတူတကယ်နားမရှိတဲ့နားချဖို့ရုပ်မရှိတဲ့အရုပပြမဘုံတို့ရောက်နေတယ်ဆိုရင်ဘုရားပွင့်ပြီးတရားဟောနေတာသူ့အတွက်တော့ဘာမှအချိုးခံစားမှုမရဘူးအဲ့ဒါမျိုးကိုဂတိဝိပတ္တိလို့ခေါ်တယ်ဩဃတာထဲမှာပါတယ်ရပ်ဖြစ်၈ပါးဆိုဂတိဝိပတ္တိဖြစ်တယ်ရပ်ဖြစ်၈ပါးအရပ်ဖြစ်တဲ့အခြေအနေတစ်ခုဟာအခွင့်အရေးမသာတဲ့တရားဓုမရနိုင်တဲ့အသိဉာဏ်မဖြစ်နိုင်တဲ့ဘဝမျိုးတွေလို့ဆိုလို့တယ်ပေါ့နောက်တစ်ခုကတော့ပယောဂဝိပတ္တိလို့ခေါ်တယ်ပယောဂဆိုတာလုံလဝိရိယကိုပြောတာလုံလဝိရိယလှုပ်တင်ရဲ့တန်းနဲ့မလှုပ်ဘူးဆိုပါတော့မိဘကလည်းပစ္စည်းတတ်နိုင်တယ်ကြောင်းကောင်းကောင်းလည်းထားတယ်စာကြိုးစားရကြိုးစားပြီးတော့မတင်ဘူးကြောင်းကြီးပဲလစ်နေတယ်ဆိုရလူကပွဲလည်းမရဘူးစာလည်းမတတ်ဘူးနော်ပယောဂဝိပတ္တိလှုပ်တင်လှုပ်ထိုက်တာတွေမလှုပ်ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့လုံလဝိရိယချုံငဲ့သွားလို့ရှိရင်လည်းအောင်မြင်ကြီးပွားမှုတွေချုံငဲ့သွားတယ်အဲ့ဒါကိုဝိပတ္တိ၄ပါးလို့ဝိပတ္တိတရား၄ပါးမှာလွတ်ခဲ့ရပါလို့ဤလို့ဆုတောင်းနေတာကိုယ်တိုင်လုပ်ရမယ့်အလုပ်ကိုလုပ်ဖို့လိုတယ်ပေါ့ဒါတွေဟာကုသကံအကျိုးမပေးနိုင်မနဲ့အကုသကံဟာအကျိုးပေးသွားနိုင်တဲ့အနေအထားမျိုးတွေအဲ့တော့ဂတိဝိပတ္တိဆိုတဲ့မကောင်းတဲ့ဂတိမရောက်ဖို့ဥပရိဝိပတ္တိဆိုတဲ့ကိုယ်ကာယရုပ်ဆင်းအင်္ဂါချိုးရမှုကာလဝိပတ္တိဆိုတဲ့အချိန်စိုးနဲ့မကြုံရမှုအဲ့ဒါတွေကတော့ဆူတောင်းတယ်ဆိုတာတဘာဝကြသေးတယ်ပယောဂဝိပတ္တိဆိုတာတော့ကိုလုံးဝမဟာလောက်ကိုလုံးဝပါသူကဆူတောင်းနေရမယ့်ဟာတော့မဟုတ်ဘူးဘဝတစ်ခုရလာရင်ကြိုးစားအထောက်မှာလို့ဆိုလို့တယ်ဝိပတ္တိရှိတယ်လို့တမ္ပတ္တိကလည်းအဲ့ဒါနဲ့ပြောင်းပြန်ကြည့်ရမှာဝိပတ္တိဆိုတဲ့စကားလုံးကိုတမ္ပတ္တိဆိုတဲ့စကားလုံးနဲ့လဲလိုက်ရုံပဲကာလတမ္ပတ္တိအချိန်ကောင်းအခါကောင်းဂတိတမ္ပတ္တိဘဝကောင်းဥရိတမ္ပတ္တိရုပ်ဆင်းအင်္ဂါလှပတယ်နော်ရုပ်ဆင်းအင်္ဂါလှပလို့ရှိရင်သူကကောင်းစားနိုင်တယ်ပေါ့ပယောဂတမ္ပတ္တိကြိုးစားအထောက်မှုတွေနဲ့ပြည့်စုံတယ်ကောင်းစားနိုင်အဲ့တော့တမ္ပတ္တိတရား၄ပါးနဲ့ပြည့်စုံလို့ရှိရင်ကုသိုလ်ကအကျိုးပေးတယ်တမ္ပတ္တိ၄ပါးနဲ့ပြည့်စုံနေတဲ့ပုဂ္ဂိုလ်အကုသိုလ်သူကအကုသိုလ်ကိုတားထားနိုင်တယ်လို့ဒီလိုဆိုလို့တယ်အဲ့တော့လောကမှာဘဝမှာအစဉ်ပြေမှုမပြေမှုဆိုတဲ့နေရာမှာ
ကံဟုမူလတန်ဗုဒ္ဓတို့ဟောပြသည်မှာအရင်သာရှင်မန္တိဆရာတော်ကြီးကမကားတွေဘာမှရေးထားတာကံလို့ဟောတာဟာတဲ့အကြောင်းရင်းတစ်ခုအနေနဲ့ပြောတာပါတဲ့ဥစ္စာဘောကပညာရဖို့အတွက်ကြတော့ဒုဏဝိရိယနဲ့သက်ဆိုင်တယ်အသိပညာနဲ့သက်ဆိုင်တယ်လူတယောက်ကြီးပွားဖို့ကြတော့ကံနဲ့ကြီးပဲမဆိုင်ဘူးတဲ့ပညာနဲ့လုံလဝိရိယနဲ့ကြိုးစားအထောက်အောင်ဒါကြောင့်မို့ပညာသင်ကြရတယ်တတ်ထားတဲ့ပညာနဲ့ကြိုးစားအထောက်ကြရတယ်ဟောအဲ့ဒါလို့လုပ်လို့ရှိရင်ဘဝမှာကြီးပွားတိုးတက်တယ်ဆိုတာဒါမှန်ကန်သို့တော့ဘဝမှာခုနလိုအခြေအနေရဘဝရဲ့အခြေအနေတွေကအမျိုးစုံပဲခေကောင်းတာရှိတယ်ခေမကောင်းတာရှိတယ်အနေထားကောင်းတာရှိတယ်အနေထားမကောင်းတာရှိတယ်ရုပ်အစဉ်ပြည့်ရွံ့တာရှိတယ်ရုပ်အစဉ်ပြည့်စုံတာရှိတယ်လုံလဝိရိယနဲ့ပြည့်စုံတာရှိတယ်လုံလဝိရိယချိုးယွင်းတာရှိတယ်ဆိုတဲ့တမ္ပတိဝိပတိဆိုတဲ့အခြေအနေတွေဟာဘဝမှာဖန်တီးနေတဲ့အရာမျိုးတွေဖြစ်လာတယ်တခြားဘာသာတွေတချို့ဘာသာတွေကြတော့ဘာပဲဖြစ်ဖြစ်ဘုရားသခင်ရဲ့အလိုတော်ချဆိုတဲ့အောက်မှာဝင်ပြီးတော့ရက်လိုက်ကြတာခြေနေကောင်းလဲဘုရားသခင်အလိုတော်ချခြေနေမကောင်းလဲဘုရားသခင်ရဲ့အလိုတော်ချအသက်ရှင်လဲဘုရားသခင်အလိုတော်ရှိတယ်တည်သွားရင်လဲဘုရားသခင်ကအလိုတော်ရှိတယ်အဲ့ဒီတခုတည်းနဲ့ပဲဖြည့်ရှင်းတယ်မြတ်ဗုဒ္ဓရဲ့ဆုံးမမှာတော့အဲ့ဒါကိုအကြောင်းတစ်ခုအနေနဲ့ထည့်ပြီးမဖြည့်ရှင်းဘူးကံနဲ့တမ္ပတိဝိပတိဆိုတဲ့အခြေအနေတွေနဲ့သာဖြည့်ရှင်းတာဖြစ်တယ်ပေါ့လူတွေနဲ့သက်ဆိုင်ပြီးလူတွေလုံးလို့ရတယ်လို့သူတို့ဆိုလို့တယ်ကျင့်တတ်เสียကောင်းတာဘာတော့ဆိုရင်ကိုယ့်ကိုတယောက်ယောက်ကလာပြီးတော့ဖန်တီးပြကိုခန်းနေရတယ်ဆိုတဲ့ဘဝဟာကျင့်တတ်เสียတော့မကောင်းကိုအားကိုပြီးကိုကြိုက်တဲ့ပုံစံကိုလုံးလို့ရတယ်ဆိုတာကျင့်တတ်တယ်ဂရိခေမှာဘာသာတရားတွေကိုစွန့်ပယ်ပြီး free thinker ဆိုပြီးတော့လုပ်နေကြတာရှင်းလေကိုဘဝကိုဖန်တီးတာပဲတခါကလေးလူငယ်လူရွယ်တွေနဲ့တွေ့တဲ့အခါသူပြောတယ်သူက free thinker အေးဟုတ်တယ် free thinker ဆိုတာမင်းဒါဟာဘုရားဘာသာဟာလေ free thinker ပဲပေါ့ဘာလဲမှဆက်ဆက်တွေးတာမဟုတ်ဘူးကိုလို့ရင်ကိုရတယ်ကိုမလို့ရင်မရဘူးကိုနဲ့ပဲပတ်သက်တယ်တခြားအဟံတားတွေနဲ့ဆက်ဆက်ပြီးတွေးတာမရှိဘူးမြတ်စွာဘုရားရဲ့အဆုံးအမဆိုတာဟာလည်းပဲလှုပ်တဲ့လှုပ်ထိုက်တာနဲ့မလှုပ်တဲ့မလှုပ်ထိုက်တာဒီနှစ်ခုပဲပြောတာကျန်တာကိုလုံးအမှားတွေရှိပဲကောအဲ့တော့ free thinker ဆိုတာတကယ်ပြောလိုက်မယ်ဆိုလို့ရှိရင်ဘုရားဘာသာတွေဟာ free thinker တွေပဲဘာကြောင့်လဲဆိုရင် God ဆိုတဲ့ creator ကြီးနဲ့ဆက်ဆက်ပြီးတော့ဘဝကိုတွေးတောတာမဟုတ်ဘူးကိုယ်အသိကိုယ်လုံလဝိရိယနဲ့လက်တွေ့အခြေအနေတစ်ခုနဲ့ဆက်ဆက်ပြီးတော့ကိုယ်ဘဝကိုဖန်တီးတာဖြစ်တယ်ဘုရားရဲ့အဆုံးအမကိုယူထားပြီးတော့ကိုယ့်ဘဝကိုဖန်တီးကြတာဖြစ်လို့ free thinker လို့သူတို့ပြောနော် free thinker တကယ်ကိုလွတ်လပ်တဲ့အတွေးခေါ်တွေနဲ့တွေးခေါ်တယ်တချို့ကတော့ free ဆိုတာကိုတမျိုးအဓိပ္ပာယ်ယူကောင်းယူလိုက်မယ်ကိုလှုပ်ချင်အောင်လှုပ်တယ်ပြောချင်အောင်ပြောတယ်ဆိုတာ free လို့ထင်တယ်လှုပ်ချင်အောင်လှုပ်တယ်ပြောချင်အောင်ပြောတယ်ဆိုတာဟာတော့အနည်းရရှိတယ်ပေါ့လှုပ်တဲ့နာလှုပ်မှပြောတဲ့နာပြောမှလှုပ်တဲ့နဲ့မလှုပ်တဲ့မှုဆိုတာကိုယ့်ဘက်ကိုတွေးတော့ဆင်ခြင်ရမှာဖြစ်တယ်ကိုယ့်ဘက်ကိုသိရမှာဖြစ်တယ်အဲ့ဒါထိအောင်မသိဘူး free ဆိုတာတော့အယူပဲပေါ့ကောင်းတာအဆိုးတာကိုမသိတော့ဘူးနော်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုမသိတော့ဘူးဆိုရင်တော့ဒီလူကတော့ crazy ပဲနော်အယူဘွားရောက်သွားရင်ဒီတိုင်းပဲဖြစ်တာပဲလေယူသွားပြီဆိုရင်တော့လှုပ်တဲ့နာလည်းမသိဘူးမလှုပ်တဲ့နာလည်းမသိဘူးသူလှုပ်ချင်တာပဲလှုပ်ပြောချင်တာပဲပြောမယ်အဲ့ဒါကြတော့စိတ်လွတ်သွားတဲ့ free မျိုးဖြစ်တယ်ပေါ့အဲ့လိုမဟုတ်ဘဲနဲ့ဖန်ဆင်းရှင်ဆိုတာတွေရဲ့တခြားပြောဆိုမှုတွေအကန့်အသတ်တွေအနှောင်ဖွဲ့တွေကိုဖယ်ရှားပြီးတော့ကိုယ့်ရဲ့ဘဝမှာကိုကြီးပွားဖို့ရအတွက်လွတ်လပ်စွာတွေးခေါ်ပြုလုပ်ဆောင်ရတဲ့ဆိုရင်တော့
မှန်ကန်တဲ့တွေးခေါ်မှုလမ်းကြောင်းနဲ့သွားတယ်ဆိုရင်တော့ဒါဗုဒ္ဓဘာသာရဲ့တွေးခေါ်ပဲလို့အဲ့တော့ဒီကနေ့ဒီဘဝအခြေအနေဤအစင်မပြေမှုများဆိုတာလေးကိုမြတ်စွာဘုရားရဲ့ဒေသနာတော်မှာကြည့်မြတ်စွာဘုရားဟောထားတယ်လောကလူတွေဟာကိုကအကောင်းလုပ်တယ်သို့တော့မကောင်းတာတွေနဲ့တွေ့ချင်းတွေ့နေကိုကမကောင်းတာတွေလုပ်တယ်သို့တော့ကောင်းတာတွေနဲ့တွေ့ချင်းတွေ့နေခဏခေတ်မှလည်းပဲလူတွေရဲ့အမြင်မှာဒီလူကတော့ကောင်းတယ်ဒါပေမဲ့ तू မကောင်းတာတွေဖြစ်ချင်းဖြစ်ဟာဒီလူကတော့ဆိုးတယ်ဒါပေမဲ့ तू ကကောင်းစားခြင်းကောင်းစားနေအဲ့လိုအခြေအနေမျိုးတွေဟာဘဝအခြေအနေတစ်ခုရဲ့အစင်မပြေမှုများတွေပဲဖြစ်တယ်ပေါ့အဲ့ဒီအစင်မပြေမှုတွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဘယ်လိုရှင်းပြလဲဒါလေးကိုမှတ်သားဖို့တော့လိုတယ်ပေါ့မြတ်စွာဘုရားရှင်းပြဖို့ပါပောပိပတ္တိပါပံပါပောပိပတ္တိဗတ္ထရံအေးမကောင်းတဲ့လူကလည်းတစ်ခါတစ်ခါအကောင်းတွေ့နေတတ်တယ်ပါပောပိလူယုံမှာပင်ဖြစ်ပါစေပတ္တိဗတ္ထရံအကောင်းနဲ့ကြုံတွေ့ရတယ်ဘယ်အခါမျိုးတော့ဆိုရင်ယာဝပါပနပစ္စတိသူ့ရဲ့ဆိုးဝါးတဲ့လောက်ရတွေအကျိုးမပေးသေးဘူးဆိုရင်တဲ့အရာခတ်သိမ်းဟာသူကဘယ်ရာပဲဖြစ်ဖြစ်ခုလို့ခုဖြစ်တာမဟုတ်ဘူးငရုတ်သီးတာအခုစားအခုဆက်တယ်ကံကြတော့အခုရေတွင်တူးရင်အခုရေကြီးတောက်အောင်မှာမဟုတ်ဘူးနော်တစ်ပင်ကအခုဆိုင်အခုသီးမှာမဟုတ်ဘူးကံဆိုတာလည်းပဲအဲ့တိုင်းပဲငရုတ်သီးလို့အခုလို့အခုဆက်မဲ့ဆိုရင်ဘယ်သူမှမလုပ်ရဲပါဘူးနော်ငရုတ်သီးကတော့အခုစားအခုဆက်မှသိချတယ်စက်တဲ့ငရုတ်သီးပေါ့အဲ့ဒီမှာယာဝပပနပစ္စတိအစိုးတရားတွေကအကျိုးကိုမထုတ်လို့သေးဘူးဆိုလို့ရှိရင်နဲ့ပါပောပိဆိုးရုပ်တဲ့ပုဂ္ဂိုလ်ပင်ဖြစ်ပါစေပတ္တိဗတ္ထရံအကောင်းနဲ့ကြုံတွေ့နေရတတ်တယ်ဒါလောကသဘာဝရဲ့အစင်မပြေမှုမကောင်းတဲ့လူကလည်းအကောင်းတွေကိုတွေ့နေဘာကြောင့်မကောင်းတဲ့လူဟာအကောင်းနဲ့တွေ့တော့ဆိုသူ့ရဲ့လောက်ရက်တွေကအကျိုးမပေါ်သေးဘူးယဉ်ဤမြုံနှံထားတော့မှရှိသေးတယ်ဒီလိုဆိုလို့ရပေါ့နော်မထွက်လာသေးဘူးအခုလှုပ်တဲ့လောက်ရက်တွေကမထွက်လာသေးဘူးတစ်ချိန်တုန်းကလှုပ်ထားတဲ့အကောင်းတွေရဲ့အကျိုးကိုသူခံစားနေရတယ်လို့ဒီလိုဆိုလို့ရပေါ့နော်တစ်ချိန်တုန်းကလှုပ်ခဲ့တဲ့အကောင်းတရားတွေအတွက်သူခံစားနေရတယ်သို့သောအခုလှုပ်ရက်အတွက်သူကအကျိုးမရောက်သေးဘူးအကျိုးမပေါ်သေးဘူးဒါကြောင့်ကောင်းစားနေတယ်ဒီလိုဆိုလို့ရယဒါစပစ္စတိပပံအေးသူလှုပ်တဲ့မကောင်းမှုတွေဟာအကျိုးပေးပြီဆိုရင်တော့အထပါပောပါပါလိပတ္တိအဲ့ကြရင်တော့ဆိုးတွေ့ပြီအကျိုးသက်ရောက်လာပြီဆိုဆိုးတွေ့ပြီဥပမာမဲ့ချိုအေးနေတဲ့အရက်ထဲမှာစိတ်လေးခတ်ထားတယ်သို့တော့စိတ်ခတ်ထားမှမသိလို့အရက်ချုံလေးကိုတောက်တယ်ကောင်းတယ်တောက်လို့လည်းကောင်းတယ်ချိုးတယ်အေးတယ်မှုေးတယ်ပေါ့သို့တော့စိတ်ကတဲ့အကျိုးပေးပြီဆိုတဲ့အခါကျဒုက္ခဖြစ်လာအစိတ်ကမသိနေဘူးဆိုတဲ့အချိန်မှာကောင်းနေသေးတယ်အကုသိုလ်မှုဆိုတာလည်းအဲ့တိုင်းပါပဲတဲ့အကျိုးသက်ရောက်မှုမရှိသေးဘူးဆိုရင်တော့သူကောင်းစားနေအောင်မှာပဲအကျိုးသက်ရောက်ပြီဆိုတဲ့အခါကျမှအဆိုးတွေ့ပြီဒီလိုဆိုတယ်ထို့တူပဲဘဝမှာအစင်မပြေမှုတွေဘာတွေတော့ဆိုရင်ဗတ္တရောပိပတ္တိပပံလူတော်လူကောင်းကလည်းအဆိုးတွေ့ခြင်းတွေ့နေတယ်တဲ့လူတော်လူကောင်းဖြစ်ပေမဲ့လို့မကောင်းစားအဆိုးတွေနဲ့ကြုံရင်ကြုံနေတတ်တယ်ဘယ်ခါတော့ဆိုယာဝဗတ္တရဏနပစ္စတိသူလုပ်တဲ့အကောင်းတွေဟာအကျိုးမပေါ်သေးဘူးဆိုရင်သူလည်းတခဏတာအတွင်းမှာတော့အဆိုးနဲ့တွေ့နေဥမှာပဲယဒါစပစ္စတိဗတ္တရံ
အကောင်းတွေကအကျိုးထုတ်လုပ်ပြီးဆိုတဲ့အခါမှာတဲ့အထဘဒ္ဒရောဗဒ္ဒရာနိပတ္တိကောင်းတဲ့လူဟာကောင်းကျိုးတွေကိုရတော့မှာပါကောင်းတာတွေကိုတွေ့ရတော့မှာပါလို့သူတို့ဆိုတယ်ဒါကံကြမ္မာရဲ့သဘောတရားကိုမြတ်စွာဘုရားဘဝအခြေအနေတွေရဲ့အစင်မပြေမှုတွေဟာအခိုက်အတန့်အပြင်ရှိတယ်ဆိုတာကိုပြောတာနော်ရှိတယ်လို့ပြောတာဘာကြောင့်ရှိတာတော့ဆိုရင်ကောင်းတဲ့လုပ်ရကအကျိုးမပေးသေးလို့မကောင်းတဲ့လုပ်ရကအကျိုးမပေးသေးလို့အခိုက်အတန့်အတွင်းမှာကိုယ့်ရဲ့ယဉ်ဤမြုံနယ်မှုတွေကအကျိုးမပေါ်သေးလို့ခိုက်တန်လေးမှာအကြက်တဲတွေကြုံတတ်တယ်လို့ဒီလိုသဘောမျိုးဆိုလိုတာပဲဖြစ်တယ်အဲ့ဒါဒီမြတ်စွာဘုရားရဲ့တရားဒေသနာတော့ဆင်ញင်ကြည့်ကြဖို့လိုအပ်တယ်ပေါ့ဘာနဲ့ပတ်သက်ပြီးတော့ဟောရတော့ဆိုစေရွန်ကျောင်းတကာကြီးအနာရဘိန်တထေးနဲ့ပတ်သက်ပြီးဟောတာစေရွန်ကျောင်းတကာကြီးကတာဝတိမြို့ကသုမနတထေးရဲ့သားပဲမိဘကကြွယ်ဝချမ်းသာတယ်ပိဋကစာပေမှာရှာတွေးမယ်ဆိုရင်သူတို့ဟာညီကိုနှစ်ယောက်လို့ပြောအောင်သူထတ္တနဲ့သူဖုတိအနာရဘိန်ရဲ့နာမည်ကသူထတ္တသူ့ရဲ့ညီကသူဖုတိသူထတ္တနဲ့သူဖုတိဆိုပြီးတော့တထေးသားနှစ်ယောက်သူထတ္တဆိုတာငယ်စဉ်ကတည်းကအလှူဒန်းဝါဒနာပါတယ်ဘုရားဘာသာမဖြစ်ခင်ကတည်းကသူစိတ်ရင်းစေတနာရင်းကလူတွေကိုကူညီခြင်းနဲ့ကူညီတာပေးတယ်ဒါကြောင့်သူဟာစီးပွားဥစ္စာကိုလည်းစ조사ရှာတယ်ဘလို့စီးပွားလုပ်တာတော့ဆိုရင်အယောင်းဝယ်လုပ်တယ်စိုက်ပျိုးရေးလုပ်တယ်နွားမွေးတယ်ဆိုရင်မွေးပြွေးရေးလုပ်တယ်နွားမွေးတယ်စိုက်ပျိုးတယ်အဲ့သူ့ရဲ့စီးပွားရေးပဲအဲ့ဒါနဲ့မိဘဘွားတွေကသူကကြွယ်ဝချမ်းသာတယ်ကိုယ်ရောင်းကိုယ်ဝယ်ထွက်တယ်ရာဇဂိုဘက်ကိုသွားပြီးအယောင်းဝယ်လုပ်တယ်ရလာတဲ့အကျိုးမြတ်တွေကနေပြီးတော့တာဝတိမြို့မှာဆင်းရဲသားတွေကိုတမင်ကျွေးမွေးတယ်ဒါကြောင့်သူ့ကိုအနာထပိဏိကအနာထဆိုတာအာကိုရမဲ့တဲ့ပုဂ္ဂိုလ်တွေကိုပိဏိကဆိုတာအစားအစာကျွေးမွေးသူလို့အဓိပ္ပာယ်ရတယ်နေ့စဉ်သူကချက်ပြုတ်ပြီးတော့လာသမျှလူတွေကိုကျွေးမွေးဒီကုသိုလ်ကောင်းမှုသူလုပ်တယ်ရာဇဂိုမြို့သွားရင်ကနေပြီးမြတ်စွာဘုရားနဲ့သွားဆုံပြီးသွားတယ်ရာဇဂိုတထေးနဲ့သူတည်းကအမတန်ရင်းနှီးတဲ့တငယ်ချင်းနောက်ပိုင်းကျတော့ရာဇဂိုတထေးရဲ့နှမနဲ့သူနဲ့အိမ်အောင်ကြတယ်ရာဇဂိုတထေးကလည်းသူ့နှမနဲ့အိမ်အောင်ကြတယ်အပြန်အလှန်သမီးရောက်ဖတ်တော်ကြတယ်သူတို့ယဉ်နှီးမှုအဲ့ဒီလိုကနေပြီးတော့ရာဇဂိုတထေးအိမ်ရောက်တဲ့အခိုက်မှာဖျားပွင့်နေတယ်ဆိုတဲ့သတင်းကိုကြားရတဲ့အခါသူကိုယ်တိုင်သွားတွေ့ပြီးမြတ်စွာဘုရားကိုတရားနာလိုက်တဲ့အခါမှာသောတာပန်ဖြစ်သွားတယ်အဲ့ဒီကနေပြီးမြတ်စွာဘုရားကိုတာဝတိမြို့ကြွဖို့ပင့်လာခဲ့တာဖြစ်တယ်45ယူဇနာကွာဝေးတဲ့ရာဇဂိုမြို့ကနေပြီးတော့မြောက်ပိုင်းဖြစ်တဲ့တာဝတိမြို့ကိုမြတ်စွာဘုရားပင့်တယ်စေတဥယျာဉ်ကြီးကိုအတဗျာဒင်္ဂါတွေကိုအစွမ်းညင်းထိပြီးတော့ခင်းပြီးတော့စေတမင်းသားပိုင်တဲ့ဥယျာဉ်ကိုဝဲတယ်စေတမင်းသားကမယောင်းချင်လို့ဒီဈေးကိုပြောလိုက်တာသို့တော့စေတမင်းသားဟာတရားရုံးရောက်တဲ့အခါကျတော့မိမသစ္စာလူမဂတိဆိုတဲ့အတိုင်းဂတိတည်ရတယ်သူတို့ခေတ်ကသူပြောလိုက်တာကစေတော်ဥယျာဉ်ကြီးကိုရောက်မလားလို့သွားပေးတဲ့အခါကျတော့စေတမင်းသားပြောလိုက်တာရွှေတင်ကားတွေပြည့်ခင်းရင်တော့ရောက်မယ်ဆိုတဲ့စကားပြောလိုက်တာနော်ရွှေတင်ကားတွေခင်းပြီးဝယ်ရင်ရောက်မှာမဝယ်နိုင်ဘူးလို့သူကထင်ပြီးပြောလိုက်တာခိုးလူကတကယ်ခင်းတော့တာရွှေတင်ကားတွေကိုအစွန်းချင်းထိပြီးတော့ခင်းလိုက်တာရွှေတင်ကား18ကလေးကုန်သွားတယ်အဲ့ဒီလိုလုပ်တော့ဟိုကမျက်လုံးပြူလာပြီရောင်းလိုက်ရတယ်နောက်ဆုံးမှာရောင်းလိုက်တယ်18ကလေးကုန်သွားတယ်ကျောင်းဆောက်တယ်18ကလေးကုန်တယ်ကျောင်းလွတ်ပူဇော်ပွဲကြီးကျင်းပါတယ်18ကလေးကုန်သွားတယ်
အဲ့ဒီလိုဝေချေတနာမြောက်များစွာဥစ္စာတွေကိုစွန့်လုပ်ပြီးတော့နာရဝိတ္တထေကြီးဟာရဲရောနဲ့ဒါနကောင်းမှုတွေကိုလုပ်တယ်မြတ်စွာဘုရားစေတော်ကျောင်းမှာတရင်သုံးတဲ့အချိန်ဆိုလို့ရှိရင်တနေ့ကို3ခေါက်ကျောင်းရောက်တယ်မနေ့သွားရင်မနေ့အစားတွေနေ့သွားတဲ့အခါမှာအဖျော်ရမကညနေမှဆိုရင်အဖျော်ရမကပန်းနတ်သားစသည်ယူပြီးတော့သွားဘယ်တော့မှလက်ချအချင်းကြီးမသွားဘူးသူ့အိမ်မှာလည်းပဲအမြဲတမ်းတန်ဃာတွေဒီမဲနဲ့ကတ်တဲ့ဆွမ်းက900နော်ရာခုကတ္ထ900အဲ့လိုတန်ဃာပေါင်းမြောက်များစွာကိုအိမ်မှာဆွမ်းကတ်လေးရှိတယ်အဲ့လိုတရားတရားအလွန်ကောင်းပြီးတော့စီးပွားဥစ္စာရှာတယ်စီးပွားဥစ္စာလည်းရှာတယ်ရသမျှစီစဉ်ဥစ္စာတွေကိုလည်းနေ့စဉ်နဲ့အမျှဒါနကောင်းမှုတွေကိုကြိုးစားစားပြုတယ်သူကအလှူဒန်းအလွန်ဝါသနာပါတဲ့ပုဂ္ဂိုလ်အဲ့လိုလှူဒန်းတဲ့အခါမှာလှူတယ်ဆိုတာလည်းပဲမကုန်ဘူးမဟုတ်ဘူးလေကုန်တာပေါ့လှူတာဟာလှူခြင်းကြောင့်လေသူကကုသိုလ်တော့ရတာပေါ့ပစ္စည်းတော့ကုန်တယ်ပေါ့သို့တော့စီးပွားရေးအဆင်မပြေတဲ့အခါဆိုရှိလားစီးပွားရေးအဆင်မပြေတာဘာဖြစ်လာတော့18 ဂရေကျွေးချထားတာတွေကမရဘူးတောင်းလို့မရဘူးကျွေးဆောင်ကျွေးတွေပြန်မရဘူးပြန်မရတဲ့အခါကျသူငွေကြေးလက်ပတ်မှုကခဲရင်သွားတယ်ကံမကောင်းကြောင့်မလှတယ်လို့ဖြစ်ရအစိရဝတီမြေကြီးကရေတိုက်စားတဲ့အခါမြေကဘာဘေးမှာတွင်းနဲ့ကြီးတွေတူးပြီးတော့ရှေ့ခေတ်ကတော့ဘန်စနစ်လည်းရှိတာမဟုတ်တော့မြေကြီးတွေပဲမြုပ်တာသူမြေကြီးတွေမြုပ်တဲ့နေရာကဘာပြုတ်လို့သူစုပ်မြုပ်ထားတဲ့ရွှေတွေငွေတွေကပါသွားတယ်ကဘာပြုတ်တဲ့ထက်ပါသွားလို့18 ဂရေလောက်ကအရှုံးပေါ်သွားတယ်ကျွေးပြန်မရတာ18 ဂရေပါသွားတာ18 ဂရေဆိုသူကစီးပွားရေးကြက်တဲသွားတယ်ကြက်တဲသွားတော့တန်ဃာတွေကိုတော့သူစ조사လှူတယ်သို့တော့စားရမဲ့တောက်ရမဲ့ကိုယ်ွယ်ရမဲ့တဲ့ပုံကိုယ်တွေကိုဒေးစင်ထမင်းကျွေးဖို့ကြတော့ဆန်ကောင်းနဲ့မကျွေးနိုင်တော့ဘူးစကွဲကိုဝယ်ပြီးတော့ချက်ရတယ်စကွဲထမင်းကိုကျွေးတယ်မြတ်စွာဘုရားစီအဲ့လိုအခြေအနေကြုံတဲ့အချိန်မှာမြတ်စွာဘုရားစီရောက်သွားတော့မြတ်စွာဘုရားကဒါနကောင်းမှုနဲ့ပတ်သက်ပြီးမေးတယ်အိမ်မှာအလှလူနိုင်သေးရဲ့လားလို့စီဝါရေးအခြေအနေမေးတော့တပည့်တော်လှူတော့လှူပါတယ်ဗျာဒါပေမဲ့လို့စိတ်တိုင်းမကြဘူးစကွဲထမင်းမယ်ကျွေးနိုင်ပါတယ်လို့ဆိုမြတ်စွာဘုရားကစိတ်ကသာအဓိကဖြစ်ပါတယ်ကောင်းတာဆိုတာအဓိကမဟုတ်ပါဘူးဆိုပြီးစိတ်ထားတိုက်ရင်မြတ်တယ်ဆိုတဲ့အကြောင်းဝေလာမသုတ်တံမှာမြတ်စွာဘုရားဝေလာမသုတ်တံကိုဟောတယ်ကောင်းတာဖြစ်စေမကောင်းတာဖြစ်စေများဖြစ်စေနေပါတာပဲဖြစ်စေလှူတဲ့အခါမှာစိတ်စေရနာအဓိကကြတယ်ဆိုတာကိုဟောပြောပြီးတော့ဝေလာမသုတ်တံကိုဟောတယ်ငါဟာဝေလာမပုံနာဖြစ်တုန်းကဆိုလို့ရှိရင်တဲ့ငါအလှူကိုလာရောက်ပြီးတော့စားသုံးကြတဲ့ပုဂ္ဂိုလ်တွေဟာတရဏဂုံတည်တဲ့လူတယောက်မှမပါဘူးတဲ့ငါးပါးသီလလုံတဲ့ပုဂ္ဂိုလ်တယောက်မှမပါဘူးတဲ့အဲ့ဒီလိုအခြေအနေမျိုးတွေမှာငါလှူခဲ့ရတယ်ပေါ့အခုဟာတထေးကြီးလှူရတဲ့အခြေအနေတွေဟာအမှန်တမ်းကောင်းတယ်ဆိုတဲ့အကြောင်းမြတ်စွာဘုရားအားပေးစကားဟောကြားတယ်ဝိလမတုတ်ကိုဟောလိုက်တယ်အဲ့ဒါနဲ့တော်တဲ့သူကစိတ်ချမ်းသာမှုရသွားတယ်စီးပွားရေးအဆင်မပြေတဲ့အခါမှာဘာနဲ့ကြုံရပြန်တော့ဆိုတထေးကြီးအိမ်မှာစတုထမြောက်တကားမုတ်မှာစောင့်နေဆိုတာအဲ့ဒီမှာနေရာရထားတဲ့နတ်ပေါ့နော်ပုံမစိုးနတ်ပေါ့လူတွေနေတဲ့အိမ်တွေမှာလည်းပဲသူတို့ကလည်းပဲလူနဲ့ပတ်သက်ပြီးတော့ရောက်ရှိနေကြတာကိုယ်နဲ့ပတ်သက်ရောက်ရှိနေတာကိုယ်ဆောင်နတ်အိမ်နဲ့ပတ်သက်ပြီးရောက်ရှိနေရင်အိမ်ဆောင်နတ်ပေါ့သူတို့ဘယ်သူမှဂျူတီချတာတော့မဟုတ်ဘူးစောင့်ဆိုတဲ့စကားလုံးပြောပေမဲ့လို့
နော်သူတို့ဆောင်ခိုင်းတာမဟုတ်ဘူးကိုယ်နဲ့ပတ်သက်တဲ့နေရာမှာလာဖြစ်တယ်လို့ပဲအောင်မေ့ပေါ့ကိုယ်အိမ်နေမှာအိမ်မြောင်နေပါလေလာမနေကြဘူးလားနေတာပဲအိမ်မြောင်တို့ပင့်ကူတို့ဆွဲကောင်းနေတာသူရောက်ရင်ရောက်လာတာပဲလေအဲ့ဒါလိုပဲမမြင်ရတဲ့တရားတွေလည်းပဲကိုယ်နဲ့ပတ်သက်ပြီးရောက်နေတာတွေရှိတယ်ပေါ့သူတို့လည်းသူတို့ဘဝနဲ့သူတို့ရောက်လာကြကိုယ်နဲ့ပတ်သက်ဆက်ဆက်နေကြအနာရိတတိကြီးအိမ်မှာသူဆက်ဆက်ပြီးတော့နေတဲ့နတ်ကသူလည်းသားရိသမီးတွေနဲ့ပဲလူတွေလိုပဲသားငယ်သမီးငယ်တွေနဲ့အဲ့ဒီတကားမုတ်မှာသူနေစရာပုံပိတ်မှန်နဲ့သူနေတယ်လို့ဆိုတယ်အဲ့ဒီနာရိတတိကြီးဆင်းရဲဒုက္ခရောက်သွားတဲ့အချိန်လေးမှာသူကဒီအချိန်တော့ဒါသူပြောလို့ရမယ့်အချိန်ပဲနာရိတတိကြီးအိမ်ကိုတန်ဃာတွေကြွကြွလာတဲ့အခါမှာသူကသူနေရသူမနေနိုင်ဘူးဆင်းဆင်းပြေးနေရတယ်တိရရှိတဲ့ယဟန်တန်ဃာတွေကြွလာတဲ့အခါမှာသူနေရသူမနေနိုင်ဘူးဆင်းဆင်းပြီးတော့ပြေးရတယ်အဲ့ဒါကိုသူမလုပ်ချင်စိတ်ပြက်တယ်အိတ်ကောင်းခြင်းမအေးရနေကောင်းခြင်းမနေရဖြစ်တယ်လာပြန်ပြီတွေ့ကြတပါးကြွလာဆင်းပေးရဗျာအဲ့ဒါမလုပ်ချင်သူစိတ်ပြက်တယ်နာရဝိတ္တိကြီးကိုလည်းပြောမှသူမပြောရဲဘူးနာရဝိတ္တိကြီးဆင်းရဲသွားပြီဆိုတဲ့အချိန်မှာသူကဒါအကွက်ကောင်းမယ်ဆိုပြီးညတကောင်ကျော်နာရဝိတ္တိကြီးအိပ်ရပဲကိုရောင်ကိုဝါနဲ့ရောက်လာတယ်ကိုရင်ပြတယ်သောတပန်ပုဂ္ဂိုလ်ဆိုတော့သူကအရှိန်ဝါရှိတယ်ပေါ့ဘယ်သူလဲလို့မေးတော့တကားဆောင်စရုထတကားမုံမှာဆောင်တဲ့နတ်ပါဘာကိစ္စလာတာလဲဆိုတထေးကြီးကိုဩဝါဒပေးမလို့လာတာတဲ့ကဲဘာဩဝါဒတော့ပြောအောင်လို့ဆိုတထေးကြီးကတဲ့လှူလွန်အားကြီးလို့ဆင်းရဲသွားပြီမို့လားတဲ့ကျောင်းဆောက်တုန်းကလည်း18ကလေးကုန်းတယ်မြေဝယ်တာလည်း18ကလေးကုန်းတယ်ကျောင်းလွတ်ပူဇော်ပွဲကြီးကလည်း18ကလေးကုန်းတယ်အဲ့ဒီလိုဂရေပေါင်းမြောက်များစွာသုံးချပြီးတော့အခုလည်းပဲလှူလိုက်တန်းလိုက်လုံနေတာအဲ့ဒါကြောင့်မလို့စိဘဥစ္စာတွေယောပါပြီးတော့ဆင်းရဲလာတယ်ပေါ့ဒါကြောင့်မို့လို့အလှူတန်းကိုလျှော့ပါစိဘရေးကိုကြိုးစားလုပ်ပါအလှူတန်းကိုလျှော့ပါဆိုပြီးတော့ပြောတော့နာရဝိတ္တိကအော်ဒါမင်းရဲ့ဩဝါဒလားဟုတ်ပါတယ်မင်းတို့နတ်မျိုးတွေရာထောင်မကငါလာပြောလဲငါပစ္စည်းငါလှူတာငါလုံးဝမမှုဘူးအဲ့ဒီတော့ငါကိုငါရဲ့အလှပွဲကိုစောစောကားကပြောတဲ့ပုဂ္ဂိုလ်အလှပြက်အောင်ဖြစ်တာဖြစ်တော့ကြောင့်မင်းငါအိမ်မှာမနေနဲ့ထွက်သွားလိုက်ခုခေတ်ကျတော့အရှင်ကြီးစားတော့ခေါ်ပါတောက်တော့ခေါ်ပါလို့ဟိုကနတ်တောင်မောင်းထုတ်လိုက်သေးတယ်နော်နတ်တောင်မောင်းထုတ်လိုက်သေးတယ်အဲ့လိုမောင်းထုတ်လိုက်တော့သူအိမ်မနေနဲ့ဆိုပိုင်ဆိုင်တာသူပိုင်တာကိုသူလည်းပိုင်ဆိုင်တဲ့နယ်မြေတဲ့မနေနဲ့ဆိုမနေရတော့ထွက်သွားတဲ့အခါမှာသားရိသမီးတွေလက်ဆွဲပြီးတော့ဟိုနားလည်းနေကြမရှိဒီနားလည်းနေကြပိုင်ဆိုင်မှုတွေရှိနေတာကိုသူတို့လောကမှာလည်းလူပြေမှာလိုပဲပိုင်ဆိုင်မှုတွေရှိတယ်ဒီပြဟာမကြည့်နဲ့နော်ပိုင်ဆိုင်မှုရှိတယ်မရှိဘူးဆိုတာဒီเจ้าနဲ့ကခွေးတွေကြည့်သူတို့ကလည်းသူတို့ပဲလာရင်ဟောင်းတယ်လေသူကလည်းသူ့နယ်လေးတွေနဲ့သူသတ်မှတ်နေကြတာသူတို့ဘယ်သူမှပိုင်စားပေးတာမဟုတ်ဘူးเจ้าလည်းကတ်နေကြတာချင်းတူတူပဲအောင်မဲအရှိချမ်းကကောင်ကနောက်ချမ်းကကောင်လာရင်မောင်းထုတ်တယ်အနောက်ချမ်းကကောင်လည်းအရှိချမ်းကောင်မောင်းထုတ်တောင်ချမ်းကကောင်လည်းမောင်းထုတ်အဲ့ဒါအော်ထုတ်တာပဲမောင်းထုတ်တာသူ့နေရာနဲ့သူပိုင်စိုးနေကြတာအဲ့တော့တိရစ္ဆာန်တွေတော့အဲ့လိုပိုင်စိုးတယ်ဆိုဘုံကံရှိတဲ့နတ်တွေလည်းပဲဒီလိုပဲသူကလည်းသူပိုင်တာရှိမှာပေါ့နော်အဲ့တော့နေကြမရှိတဲ့အခါကျတော့မျိုးဆောင်နတ်စီသွားချင်းကတ်တယ်မျိုးဆောင်နတ်စီသွားချင်းကတ်တော့မျိုးဆောင်နတ်ကမင်းလှုပ်တာလွန်တယ်တဲ့ငါလည်းမပြောရဲဘူးတဲ့ဆိုတော့နမင်းကြီး၄ပါးစိတ်သွားနမင်းကြီး၄ပါးလည်းမင်းလှုပ်ထားတာလွန်တယ်ငါလည်းမပြောရဲဘူးတရားမင်းကြီးသွားပြောတော့တရားမင်းကြီးကလည်းငါလည်းပြောလို့မရဘူးတဲ့အဲ့တော့ငါအကြံတစ်ခုတော့ပေးမယ်အဲ့တထေးကြီးမှာဆုံးနေတဲ့ငွေကြေး18ကလေးရှိတယ်
အဲ့ဒါကိုတထေးကြီးရဲ့လူယုံတော်ဗန္ဒဒိန်အသွင်ယူပြီးတော့ဆုံးနေတဲ့ဟာတွေအကုန်လိုက်ရှာလိုက်ပြီးတော့ပြန်တောင်းတယ်မင်းအဲ့ရွှေတွေငွေတွေရအောင်ပြန်လုပ်တယ်သူဆုံးနေတဲ့ဆက်ရှိကလေးကိုပြန်ရအောင်လုပ်ရေထဲမှာမျောပါသွားတဲ့သူမြုပ်နှံထားတဲ့ငွေတွေနဲ့မင်းအစွမ်းတတိနဲ့ပြန်ရအောင်ကုန်လုံးတဲ့ပိုင်ရှင်မဲ့ဆက်ရှိကလေးလည်းရှိတယ်တဲ့အဲ့ဒီပိုင်ရှင်မဲ့ဆက်ရှိကလေးကိုလည်းပဲမင်းရအောင်လုပ်ပြီးတော့သူ့ရဲ့ဗန္ဒကိုရောင်တွေထည့်ပေးလိုက်လို့အဲ့ဒီလိုထည့်ပေးပြီးတော့သူဟာမိုက်မဲမိလို့အပြစ်ဒဏ်ကိုထမ်းရွက်ပြီးပါပြီသူမှားမိတာကိုသိခံခွင့်လွတ်ပါနေပြရစေပါလို့သူခွင့်တောင်းတယ်အဲ့ဒါဆိုရင်တော့မင်းကြည်အေးလိမ့်မယ်ပေါ့နော်အဲ့တော့ကြည်အေးလိမ့်မယ်ဆိုတော့တရားမင်းကြီးကြံပေးတဲ့အတိုင်းပဲသူကဆုံးနေတဲ့ငွေတွေအကုန်လုံးရအောင်လုပ်တယ်ရေထဲပါသွားတဲ့ကဘာပြိုတဲ့ထဲပါသွားတာတွေကိုလည်းသူ့စွမ်းတကူနဲ့ရအောင်လုပ်ပြီးတော့ကိုရောနဲ့ထည့်ပေးတယ်နောက်တစ်ခါပိုင်ရှင်မဲ့တွေဆက်ရှိကလေးကိုလည်းယူပြီးတော့ထည့်ပြီးတော့တထေးကြီးကပြန်ပြီးတော့ကိုရောလေးရတနာတိုက်တွေကပြန်ပြီးတော့ပြေးသွားတယ်အဲ့ဒီနေညမှာသွားပြီးတော့တထေးကြီးစီသွားခွင့်ပန်းတယ်ခွင့်တောင်းတယ်ပေါ့သူဟာဆင်းရဲဒုက္ခရောက်နေတဲ့အကြောင်းဒါကြောင့်မလို့သူ့ကိုနေခွင့်ပြုပါလို့အဲ့ဒီမှာတန်လဲထမ်းပြီးပြီးသူ့ကိုနေခွင့်ပြုပါဆိုတထေးကြီးကခွင့်ပြုလိုက်ပြီးသူ့ကိုမြတ်စွာဘုရားအကြောင်းကိုလိုက်ခဲ့ဖို့ခေါ်သွားတယ်ခေါ်သွားပြီးမြတ်စွာဘုရားကိုကြိုးကြောင်လျှောက်တယ်လျှောက်တဲ့အခါမှာမြတ်စွာဘုရားခုနဟာကိုခေါ်တာဖြစ်တယ်နော်ပါဘောပိပတ္တိဗတ္တရယာဝပပနာပစ္စတိယရာသပစ္စတိပပအထပါဘောပပါလိပတ္တိမကောင်းတဲ့လူတွေဟာမကောင်းတာတွေကမကောင်းတဲ့လူပင်ဖြစ်မကောင်းတဲ့လူတွေဟာမကောင်းတာကအကျိုးမပေးသေးဘူးဆိုရင်အကောင်းတွေ့နေတတ်သေးတယ်တဲ့မကောင်းတာတွေကအကျိုးပေးပြီဆိုရင်တော့မကောင်းတာပဲတွေ့ရလိမ့်မယ်ဗတ္တောပိပတ္တိပပယာဝဗတ္တရနာပစ္စတိယရာသပစ္စတိဗတ္တရအထဗတ္တောဗတ္တရာနိပတ္တိလူတော်လူကောင်းတွေဟာလည်းတခါတည်းအကျိုးမပေးသေးဘူးဆိုရင်အကောင်းကအကျိုးမပေးသေးရင်အဆိုးတွေ့နေတတ်သေးတယ်ဘဝဆိုတာစမပြေဖြစ်တတ်တယ်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားဒီအဆုံးအမတရားအချုပ်အားဖြင့်ဆိုလို့ရှိရင်ကောင်းတာလုပ်ဖို့မကောင်းတာတွေကရှောင်ကျဉ်ဖို့ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ဟာအခိုက်အတန့်မှာမကောင်းတာတွေ့ပြီမဲ့လို့ရေရှည်ကြတော့ကောင်းတာတွေ့မှာပါမကောင်းတဲ့ပုဂ္ဂိုလ်တွေဟာတော့ရေရှည်ကြတော့မကောင်းကျိုးတွေကိုခံစားရမှာပါဆိုတဲ့ကမ္မနိယမသဘောတရားကိုရှင်းလင်းပြီးတော့မြတ်စွာဘုရားဟောကြားဆုံးမပေးလိုက်တဲ့အခါမှာအဲ့ဒီနတ်ဟာလည်းတော်တော်မှဖြစ်သွားတယ်ဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေရဲ့ဘဝမှာလည်းပဲဘဝအခြေအနေရဲ့အစင်မပြေမှုတွေကြုံတဲ့အခါမှာမိမိတို့တတိတို့ဒေါနဝိရိယတို့သိပညာတို့နဲ့ဆင်ញင်သုံးသပ်ပြီးတော့အခြေအနေတစ်ခုအောင်ဤသိခံခြင်းကြောဖြတ်ခြင်းဖြင့်လာလဲဖြည့်ရှင်းကြရမှာဖြစ်တယ်ဆိုတာကိုကိုယ်စီမှတ်သားပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းဘဝအခြေအနေရဲ့အစင်မပြေမှုတွေကိုရင်ဆိုင်နိုင်အောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း